အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ grammar သင်ခန်းစာလေးနဲ့စတင်လိုက်ရအောင်ဒီနေ့အရင်တစ်ပတ်ကမလို့ကျွန်တော်တို့ nouns တွေအကြောင်းနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ types of noun တွေ noun ဆိုတာကဘာလဲသူတို့တွေကဘာလို့အရေးကြီးရလဲဆိုတော့ကျွန်တော်ရှင်းပြပေးရတယ်ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ nouns နဲ့ပတ်သက်တဲ့ singular nouns plural nouns အနည်းကိန်းတွေအများကိန်းတွေပတ်သက်ပြီးတော့ဆက်ပြောလေ့လာဟောကြမယ်ဆိုတော့ကျွန်တော်တို့ဒါဒီကိုမလေ့လာခင်မှာ noun ဆိုတာကဘာလဲဆိုတာကိုကျွန်တော်တို့ပေါ့နော်နည်းနည်းလေးပြန်ကြည့်လိုက်ရအောင် A noun is a word that name a person, place, things or idea. Noun ဆိုတာကတော့လူတွေနေရာတွေရောက်တဲ့ပစ္စည်းနဲ့အတွေ့အကြုံတွေကိုနာမည်တပ်တဲ့စကားလုံးဖြစ်ပါတယ် So noun can be either singular or plural. Noun တစ်လုံးကအနည်းကိန်းလည်းဖြစ်နိုင်တယ်လို့အများကိန်းလည်းဖြစ်နိုင်တယ် Singulars. A singular noun means only one person, place, or things. Singular noun ဆိုတာကတော့တစ်ခုတည်းသောအရာကိုရည်ညွှန်းတဲ့သူကယူရှင်တဲ့တစ်ခုတည်းသောဖြစ်နေတဲ့အရာပေါ့နော်။ဥပမာ a book, စာအုပ် an apple, ပန်းသီးတစ်လုံး a dog, ခွေးတစ်ကောင် a teacher, ဆရာမတစ်ယောက် a car, ကားတစ်စီး I have a pen. ငါမှာဘဝင်ချောင်းရှိတယ် She's reading a book. သူမကစာအုပ်ကိုဖတ်နေတယ်There's one chair in the room. အခန်းထဲမှာကလထိုင်တစ်လုံးရှိနေတယ်။နောက်တစ်ခုကတော့ plural noun. A plural noun means more than one person, place or things. Plural noun ဆိုတာကတော့တစ်ခုတည်းပိုတဲ့လူတွေနေရာတွေအရာဝတ္ထုပစ္စည်းတွေကိုရည်ညွှန်းတာပဲဖြစ်ပါတယ်။ We usually add s or es to make a noun plural ကျွန်တော်တို့တွေကပေါ့နော် s ဒါမှမဟုတ် es ထည့်ပြီးတော့ noun တွေကိုအများကြီးဖြစ်အောင်ပြောင်းတယ်။ဥပမာ box, boxes, တစ်သားများ pen, pens, bobbin, bobbin များ dog, dogs, ခွေးများ apple, apples, ပန်းသီးများ book, books, စာအုပ်များနောက်ဒီမှာဆိုလို့ရှိရင်တော့ဒါကဇယားလေးပဲဖြစ်တယ်ပေါ့နော် plural noun တွေကသူတို့က singular noun နဲ့မတူနည်းနည်းရှုပ်ထွေးတယ်သူ့မှာအများကိန်းပြောင်းတဲ့ file နဲ့ပတ်သက်ပြီးတော့စီမင်းစည်းကမ်းတွေရှိတယ်တို့ဒီစီမင်းစည်းကမ်းတွေနဲ့ပတ်သက်ပြီးတော့ချက်ချင်းလေ့လာလိုက်အောင်Rule number 1 just add s for the most regular noun တို့ဘောနော်လုံး s ကိုပဲထည့်မယ်တချို့အများဆုံးသော noun တွေမှာ s ပဲထည့်မယ် card cards table tables pens pens ဒါတော့ more example ပေါ့နော် book books chair chair So rule number 2 if the noun and in s acts z ch sh add es တို့ noun တွေကပေါ့နော် s ဒါမှမဟုတ် x z ch sh အဲ့ဒါနဲ့ဆုံးမဆိုလို့ရှိရင် es ထည့်တယ်အနောက်မှာ box boxes birds birds dish dishes wash washes ဒါကတော့ example တွေပဲဖြစ်ပါတယ်သူနဲ့ပတ်သက်ပြီးတော့ So rule number 3 now ending in consonant plus y change to yes တို့ nouns တစ်လုံးကပေါ့နော်သူ့ရဲ့ nouns တစ်လုံးရဲ့နောက်ဆုံးက y ရဲ့အရှေ့မှာ consonant ဆိုလို့ရှိရင်သူ့ကို is ပြောင်းတယ် consonant ဆိုတာဘာဝဲ a u i o u မဟုတ်တာကိုဆိုလို့ရှိရင်ပဲဖြစ်ပါတယ်တို့လောဆိုတော့ဒီ example နဲ့ခဏတွေ့ကြည့်တာတို့သူ့ရဲ့နောက်ထပ်နည်းနည်း rules လေးတစ်ခုကိုကြည့်ပြီးနှစ်ခုရှင်းပြလို့ရှိရင်ပုံနားလည်မှာဖြစ်ပါတယ်if vowel plus y just add s ခုနကပြောခဲ့တာမနော်ခုန consonant plus y ဆိုလို့ရှိရင် y ကိုဖြုတ်ပြီးတော့ is ထည့်တယ်အခုကတော့ vowel plus y ဆိုလို့ရှိရင် y ကိုဖြုတ်ဘူး s ပဲထည့်တယ်ဆိုတော့ example တွေက essays စသဖြင့်ဒီမှာထောက်တဲ့ example တွေဒီနှစ်ခုကိုပြင်ဆင်ကြည့်အောင် so now ending in consonants ဒီဘက်က now vowel plus y ဟိုက consonant plus y ဆိုလို့ရှိရင် y ကိုဖြုတ်ပြီးတော့ is ပြောင်း vowel plus y ဆိုလို့ရှိရင်တော့ဘာမှမဖြုတ်ဘူး y ကိုနည်းမဲ့ထားရမယ် s ပဲထည့်ပေးမယ် So rule number 3နဲ့ပတ်သက်ပြီးတော့ရှင်းလိုက်မှကျွန်တော်ယုံကြည်ပါတယ် So rule number 4ကိုသွားလိုက်အောင် Now ending in of or fe change to vs noun တွေက f ဒါမှမဟုတ် fe နဲ့ဆုံးတယ်ဆိုလို့ရှိရင် change to vs f ကနေပြီးတော့မနော် vs ကိုပြောင်းလိုက် leaves leaves knife knives wolf wolves ဒါကတော့သူ့ထက်နောက်ထပ် example တွေပေါ့နော်သူ့မှာလည်းနည်းနည်းထူးခြားတဲ့နောက်ထပ် found တစ်ခုတည်းရှိနေသေးတယ်လေ့လာအောင် So some just add s တချို့ဟာတွေကျတော့ s ပဲထည့်တယ် roof roofs
စသဖြင့်ကျွန်တော်ဒီညမှာတခုပြောချင်တာကကျွန်တော်ဒီအတန်တက်နေပတ်သက်ပြီးတော့ example တွေပဲပြသွားတယ်အကုန်လုံးမပြောပါဘူးဆိုတာပေါ့နော်ဒီ SD ESD ထားလိုက်တဲ့အတန်ကြတော့နည်းနည်းပို့ပြီးတော့ခက်ခဲတဲ့ထွက်ကြတော့နော်ကျွန်တော်ကမရဘူးလားဆိုတော့မဟုတ်ဘူးကျွန်တော်ကရတယ်ကျွန်တော်ကလည်းဒီအတန်တက်တွေကိုအမှားယွင်းဖြစ်ပြီးတော့ပြောလိုက်နေတယ်အဲ့လိုမျိုးပြောလိုက်နေတာမို့လို့ကျွန်တော်စီမံနေလာနေတဲ့လူတွေကကျွန်တော်ပြောလိုက်တဲ့အခါမှာဒီတန်တက်ကိုအမှန်လို့ထင်ပြီးတော့တမတ်တဲ့ယူသွားမှာဆိုလို့ကျွန်တော်ကဒီအတန်တက်တွေကိုကတော့အကုန်လုံးမပြောပြပါဘူး example ပဲပြသွားတယ်အကေကျွန်တော်ကိုကပေါ့နော်ဒီအတန်တက်နဲ့ပတ်သက်ပြီးတော့သိချင်နေဆိုလို့ရှိရင် Google Translator မှာပဲဖြစ်ဖြစ်ကိုသုံးနေကြပေါ့နော်အင်္ဂလိပ်မြန်မာပြည်မှာဖြစ်ဖြစ်သွားပြီးတော့ရှာနေတယ်ပေါ့နော်ကျွန်တော်ပြောပြသွားအောင်ဆိုတာတော့ဒီအတန်တက်တွေကခတ်တယ်ကျွန်တော်ပြောလိုက်တာကိုအမှန်လို့ထင်ပြီးတော့သုံးဆွဲရမှာဆိုလို့ပဲဖြစ်ပါတယ်So now to the number nouns ending in f or fe change to vs but some just add s noun တွေက f ဒါမှမဟုတ် fe နဲ့အဆုံးသတ်လို့ရှိရင် f ကို vs ပြောင်းလိုက်တယ်တချို့တွေကတော့ s ပဲထည့်တယ်ဆိုတော့ rule number 5 noun ending in o sometimes add es o နဲ့ဆုံးတဲ့ noun တွေကကျတော့တစ်ခါတည်းမှာ es ပေါင်းထည့် tomatoes potatoes So, that do it is a very bad. Now, to rule number 5, my choose an idea. Some or just only put as the show now three caro as better idea. Photos, pianos, Saturday radios, Saturday no. So, nouns ending in o, sometimes add es, below some or just only put as. So rule number 6, singular plural. So some noun change form completely. So the two noun တွေကြတော့သူရဲ့ singular form ကနေပြီးတော့ plural form ကိုပြောင်းလဲတဲ့အခါမှာလုံးဝပြောင်းလဲသွားတယ်။ဥပမာ man, child, children, food, feed, mouse, mice, two ထိချက်တပြောနော်။ပြောပါနော်ဒီကတော့နောက်ဆုံး slide တစ်ခုပါ Some singular and plural. Some nouns stay in the same in both form. So, noun ရှိကြကြတော့သူက singular ပဲဖြစ်စေ plural ပဲဖြစ်စေ define ဘယ်လိုမှပြောင်းသွားဘူးเนาะ။မ sheep, deer, fish, species စသဖြင့်ပေါ့နော်။ဆိုတော့တို့ဒီ rules criteria ပေါ့နော်ပြောခဲ့တဲ့ဟာတွေကိုလို့လေ့လာပြီးပါဆိုတော့ကျွန်တော်အစအနေနဲ့ recall ပြန်မှတ်ရအောင်အများဆုံးသော regular noun တွေက s ပဲထည့်တယ်s x sch sh z အဲ့ဒါနဲ့ဆုံးတဲ့ဟာတွေကတော့သူတို့နောက်မှာ es ထည့်တယ် constant plus y ဆိုလို့ရှိရင် y ကိုဖြုတ်ပြီးတော့ is ဒါမှမဟုတ် vowel plus y ဆိုလို့ရှိရင်တော့ဘာမှဖြုတ်စားမလို့ s ပဲထည့်တယ် rule number 4မှာ f ဒါမှမဟုတ် fe ဆိုလို့ရှိရင် vs ထည့်တယ်ဒါပေမဲ့တချို့တွေမှာဆိုလို့ရှိရင်တော့ဗောနော် f ရဲ့အနောက်မှာ s ပဲလိုက်တယ်add es to some noun ending o ကျွန်တော်တချို့ o နဲ့ဆုံးတဲ့တချို့သော noun တွေမှာဆိုလို့ရှိရင်တော့ es ထည့်တယ်တချို့တွေကဗောနော်တချို့ noun တွေကကျတော့ s ပဲထည့်တယ် irregular plural သူတို့တွေ irregular plural ကျတော့သူတို့က form တစ်ခုလုံးပြောင်းလဲသွားတာ plural form ကနေပြီးတော့ singular form နေပြီးတော့ plural form ကိုပြောင်းမယ်ဆိုလို့ရှိရင်တခြားရဲ့လို့ ses ထည့်ရတာမဟုတ်ဘဲနဲ့ plural form စကားလုံးဖွဲ့စည်းပုံကလုံးဝပြောင်းလဲသွားမျိုးနောက်ဆုံးတစ်ခုကတော့ same form တူညီတဲ့ form ပေါ့နော်ဥပမာ sheep သူတို့ကအနည်းကိမဲ့ဖြစ်စေအများကိမဲ့ဖြစ်စေတူညီတဲ့ form မျိုးပဲဖြစ်ပါတယ်တူညီတဲ့ form မျိုးတွေပဲသွားဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျတော့တင်ပြခဲ့ပြီးတဲ့ singular noun plural noun နဲ့ပတ်သက်ပြီးတော့အရင်ကတည်းကထပ်အသေးစိတ်ပို့ပြီးတော့ရှင်းပါလိမ့်မယ်လို့ရှင်းပြနေပါတယ်နောက်ရဲ့တင်ပြမှာတော့ပဲနောက်ထပ်တင်ပြမှု theory မှာပြန်ကြမယ် bye bye